ဆိုရမလားဆိုလို့ရလူအစ်စ်ကလေလို့မင်းလူအစ်စ်မြင်ဘူးလားကြားဘူးလားလို့တေချာကြနာတော့ယုံနာနှစ်ရပေါင်းစပ်ခါတီယောက်ျားမိန်းမခေါ်ကြပါသည်သူရဲ့ငါပဲမှတ်လွဲပါသည်အတ္တဆွဲသူပဲတန်တာချီမြင်သမျှမှတ်ကြရုပ်ပါမြင်နာတိကကြည်ကြနာမှာယုံနာဖြစ်ပြဲစစ်တွက်မြင်လားလူအစီဖြစ်တော်စင်မှာကွာဘယ်နဲ့တော့အဲ့ဒါယုံနာနေရပေါင်းစပ်ထားပြီးတော့မင်းတို့တော့ပြဆောင်တော့ယုံနာနေရပေါင်းစပ်ခါတီယောက်ျားမိန်းမခေါ်ကြပါသည်သူ့တဲ့ငါပဲမှတ်လွဲပါသည်အတ္တဆွဲသူပဲတန်တာရှိတယ်ဟောဖြေလိုက်တဲ့ကမြင်သမျှမှတ်ကြရုပ်ပါတဲ့မြင်နာတိကကြည်ကြနာမှာယုံနာဖြစ်ပြဲစစ်တွက်မြင်လားလူအစီဖြစ်တော်စင်မှာကွာလူစစ်ကယုံနာတရားကိုတိမလူစစ်ခေါ်လေဟုတ်ကဲ့ဒီဟာတဲ့ရိတ်သားတွေလည်းမဝင်ပြီးတော့ညာကမမှတ်လို့မျက်စိကလည်းမမှတ်ဟဲ့လားညာကလည်းမမှတ်တဲ့လူကတော့မျက်စိနဲ့နားကိုမသုံးသမျှကာလပါလို့ချုံးပြီချုံးပါပြီဒီခုကဆိုရှင်အတီးပြီးတော့မယ်90ခုရှိနေပြီဟုတ်လား90ခုလည်းပြောဘာကြီးကကားလည်းမကုန်ဘူး16နှစ်သားလေးတွေပဲကျွန်တော်တို့တောင်ပဲဘာကြီးဖတ်တဲ့စာအုပ်မနဲ့လိုက်ကြည့်90ခုရှိနေတော့ခုကြည့်ပြောမလို့ကျုံနတ်တော်လားဆိုရင်တော့နတ်တော်လားကနေပြီးတော့သူ90ခင်းနဲ့ဝင်လာတယ်ခါကြတော့ခုဘယ်တော့ရောက်ပြာတော့တဘိုးတွေတပေါင်းတကူကုန်ရမယ်လေဟုတ်လားအခုလာကုန်လို့4လဝယ်လာပါ98ထဲ4လရောက်ခေါ်ရတယ်4လဝယ်လာ98ထဲ4လရောက်ဘာဆိုလို့ရှိရင်8လနဲ့4လ12လဟုတ်တယ်မလား98ပြ8လရောက်8လဆို98ထဲရောက်လာပြန်ရောဟောနတ်တော်လာရောက်တဲ့မှတ်ထားလည်းတော့ဖြစ်ဖြစ်နတ်တော်လာရောက်ပြီးတောင်းတင်မွေးနေပဲဆိုမှတ်ထားအဲ့ကကြတော့ငါကအနှစ်100ပြည့်ပြီဟဲ့ဆိုမပြည့်ဘူးဆိုရယ်မင်းတီးပြီးသားဖြစ်သွားပြီ။ဘာကြီးကရာကျော်မှာဟုတ်ကဲ့အသက်ကရာကျော်မှာဘာလို့ဆိုပရိတ်တွေလည်းယူနေတယ်အေးဒီလည်းယူနေရတနာတုတ်တယ်ယူတယ်ရတနာတုတ်တယ်ယူတယ်ခုနှိတယ်ရတနာတုတ်ယူတယ်မေတ္တာတုတ်ယူတယ်ဘုဇင်ကပြုယူတယ်နောက်ပြီးရန်ုံနိမိတ်က3ကထာဘဝတုမြေက3ကထာအရာ4မျက်နှာအရာ8မျက်နှာအရာ10မျက်နှာတရားမကြအကုန်လုံးမေတ္တာပွားတယ်မေတ္တာပွားတဲ့ကုသိုလ်ကလည်းအရာ10မျက်နှာရတယ်မလားရပါဟုတ်လားအေးဒီမှာဇာဝရကရှိရတယ်ကောင်းကအရာ10မျက်နှာဟုတ်လားရှိရတယ်အရှိရနိုင်ရှိတော့နန္ဒစကြဝဠာနော်နောက်မြောက်ရနဲ့ရှိတော့နောက်ပြီးတော့အနောက်ရနဲ့ရှိတော့အနောက်ရရှိပြီးတော့အရှိမြောက်ရပြီးတော့တောင်ရအဲ့လိုကြောပြီးမှအနောက်တောင်အရနဲ့ရှိတော့လာတော့နောက်ကြတော့လေအနောက်မြောက်တောင်ရှိရောအဲ့ဒါကြောင့်မို့လို့ဘယ်တော့ဖြစ်အဲ့ဒီ10မျက်နှာအောက်ရနဲ့ရှိတော့ဟုတ်လားရှိတော့ထဝင်းကြီးအောက်ရနဲ့ရှိတော့အနန္တစัจ java လာအနန္တတတ္တနတ်အပေပုံသားအနန္တတတ္တဝါတို့ဘေးရခတ်သိအထက်ရကြတော့အထက်ရရှိရောအနန္တစัจ java လာထဝင်းကြီးနတ်ပြမာတို့ဟုတ်တယ်မလားဟုတ်တယ်အကုန်ပါတာပဲတယောက်ဘယ်သူမှမကြောက်ငါအားရည်အခုပြတာငါတက်ကကြီးကပါကြည့်မိအဲ့ဒီဒီထဲမှာအာကြီးကိုမိအာကြီးတော့ဘာကြီးကပုံမှန်တပည့်တွေရဲ့ဆိုင်အများကြီးမညံ့နေကောင်းပါကြီးနှစ်နာရီလေဖျားရှိခိုးပြမယ်မင်းဒီအောင်ကြီးအဲ့အတွဲအောင်ချင်းတော့ရသော်ပြဒါရရသော်ပြဟိုကြတော့ဂတိကပြမှာမင်းကြီးရလေ
ခါရသွားလိုက်တဲ့ခါကျတော့အသင်းတို့ကဲကိုပြောတာနော်အသင်းတို့တရားဘယ်လိုလုပ်လဲဟာဖះပြောတယ်ငါတို့တရားကအနိစ္စအမြဲမရှိဘူးဒုက္ခဆင်းရဲတယ်အနတ္တအစိုးမြမဟုတ်ဘူးလေကျုပ်တို့ကြတော့အဲ့လိုမဟုတ်ဘူးဟောဒီမှာကျုပ်ကိတ္တကြီးအယောင်နေတဝင်းဝင်းနဲ့နေတယ်ကျုပ်မှလည်းအယောင်နေတဝင်းဝင်းနဲ့နေတယ်အဲ့လိုနေတယ်ကျုပ်ကအနိစ္စအမြဲရှိတယ်ဒုက္ခမဆဲဘူးချမ်းသာတယ်နတ္တအစိုးမြတယ်ကျုပ်ကိတ္တကြီးအဲ့လိုပြောလိုက်ရောပြောလိုက်တော့ဩမြတ်စွာဘုရားငယ်သေးလို့မလို့ပဲဆိုပြီးကြမ်းကြွသွားတာနောက်တစ်ခါကျတော့ဟိုးအထက်မှာဂတိကတင်ပါဂတိကကမင်းရလာတယ်အရှင်ဘုရားတဲ့အရှင်ဘုရားတယောက်တည်းပြည်ပြီးတော့မနေပါနဲ့ဦးဘုရားတဲ့ဟိုကျွတ်တန်းဝင်နေလူရှိပါသေးတယ်ဖရာတဲ့သိချာကြည့်ပါဦးဖရာတဲ့ဆိုတော့မှမြတ်စွာဘုရားဒိဗ္ဗချက်ကူလို့ဖြတ်ကြည့်ကြည့်လိုက်တော့အခုနကအမြဲရှိတယ်ဆိုတဲ့လူ9ရက်ရှိသေးတော့မယ်နဲ့9ရက်ရှိအသက်ထွက်တော့မယ်ထွက်တော့မယ်ကျန်တော့အဲ့ဒီပေါ်ပါဦးဖရာတဲ့အထက်မှာအမြင့်ဆုံးဖရာဟိုနာကတော့ဂတိကပြင်မှာအဲ့ဒါနဲ့ဟုတ်တယ်တွားလိုက်အောင်ဆိုတွားတယ်အဲ့ဒါကြောင့်မို့လို့အဲ့ဒီမှာဖျားချစ်ကိုတောင်လွတ်ပြလဲအောင်နေအဲ့ဒီရာဂာကြီးအကိစ္စလေးအပူရင်းထိတ်ကြီးမို့ညတွေးပါကောင်းကုန်လို့ညီးရတယ်ရာဂအသာကြီးတော့မိလျံတို့ဖြင့်ဓာတကာယမဏိဒမထိုင်တတ်တော်ပြင်းသောပူတော်တို့ဟိုရှိသောဘာဇနများစွာတောင်းတော်တတ်တော်ပေါင်းတို့ကိုဓမ္မဌာနအဝိဇ္ဇာနှင့်တဏှာရင်မေးအညစ်အကြေးတို့ကိုစစ်ဆေးကမှန်းချဖို့လမ်းပြသို့တေးထွက်ငိမ့်ရှင်တော်မူသောထိုမြတ်စွာဘုရားကိုအရင်တုန်းကလာတော့ကနတ်တရားမေးတယ်သူ့ရဲ့တပည့်တွေဟာမလေးမြတ်စွာဘုရားလာတော့ကဘုရားစွာဘုရားတရားတော်ကိုအရယူလိုက်လို့ရှိခုသွားတဲ့နေရာကိုရောက်နိုင်တယ်ခုသူကငါဆိုတဲ့ဆံပြီးတော့ကိုငါပြိမကြီးကအယောင်ဝါးထိရှိတယ်ငါအစာကမြဲတယ်ငါပြိမမြဲတယ်ဆိုပြီးငါတရားမြဲတယ်ငါဝိဇ္ဇာမြဲတယ်ခုတော့အဝိဇ္ဇာဖွတ်ထားသလိုခါတဲ့ဟိုမှာလက်ခုလိုဖြစ်နေတယ်ညစ်ပြီးဘယ်လောက်ကြည့်ဖွတ်မရတော့ဘူးတဲ့အဲ့လိုဆိုလိုက်တဲ့အခါကျတော့မှခုနေ့ကြီးပါတရားတော်မယ်ဆိုတာသိသွားတဲ့အခါကျမှနဲ့အစတုန်းကတဲ့ဖះရှင်ကိုယ်တော်များလာတော့ကကြွလာခြင်းချိန်ခါတော့ကဖះတရားတော်မြတ်ကိုမလေးမစားလုပ်ပြီးမယူတော့ယူလိုက်ရင်အဲ့ဒီတုန်းကတိုင်းပဲအဝါတူတယ်ခုတော့နတ်တရားပါပြောလူပြေသွားသူကတိဘုံကိုသွားသူကကုသိုလ်လုပ်လို့လည်းရတယ်ဒေအိုးသွားလို့လည်းရတယ်အကုန်လုံးချမ်းသာတာလူချင်းလဲမြတ်စွာဘုရားအာဒီကလာတာအဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားစကားကိုနောက်ပြောခု9ရက်ရှိရင်တည်တော့မယ်ဒီမှာပါတယ်စောင့်ပြီဟုတ်ကဲ့နော်နေဟိုဒီပါအဲ့ဒီဥစ္စာရှစ်ပုံဒီကွာဒီလေဘာနဲ့ပြောရရဲ့တော်တော်နဲ့တောက်ဆုံးမှာပေါ့ဟုတ်တယ်အများကြီးတန်တာစက္ကမြတ်စွာဘုရားဘာပြောလို့တို့တရားကတဲ့စီးကျင်တဲ့စီလှော်ကျင်တဲ့ဆိုပျော်ကျင်တဲ့ပျော်ပါတွားကျင်တဲ့တွားနိုင်တယ်တဲ့တို့တရားဒီကူတွားနိုင်လေလားလို့ဆိုတော့ဒီအဝိတ္တရားလည်းမင်းမှိန်းလို့မင်းပိဋကကြီးကလည်းမှိန်းလို့ဒီစက်ကလေးအဲ့တော့လုံးကြတော့မှိန်းလို့အဲ့ဒါကြောင့်မို့လို့မြန်မာသတုရောဂေယုတ်ချန္တိကံပိသန္တာရဏဝေမဟာဝီရောဓမ္မနဝယနာယကောဧကေနသစ္စာဝုတိနာဟောတုမြင်ရမင်္ဂလာမဟာဝီရောမတုမတိုင်မတိုင်
မနှိုင်းရှင်အကြီးမြတ်သောဝိရိယရှိတော်မူသောနာယကောအကြီးမှုဦးစီးထိုက်တဲ့ဘယင်တဆူဖြစ်တော်မူသောထိုမြတ်စွာဘုရားသခင်သည်သဂါရီအကိစ္စလေးအပူတွင်ထိတ်ပြီးမှုညတွေးပါခေါင်းကုန်လို့ညည်ရတဲ့ရာကအစားကြီးသောမိလျံတို့ဖြင့်ထထကယံမနေတတ်မထိုင်တတ်သောပြင်းစွာပူလောင်သောကိုရှိသောမဟာစနများစွာတောင်းတောင်းတတ်ဓမ္မအပေါင်းတို့ကိုဓမ္မနာဝယစီစဉ်နိုင်စီတော်ခြင်းနိုင်တော်ပြောခြင်းနိုင်ပြောပါကြွားခြင်းနိုင်ကြွားနိုင်တဲ့တို့တော်လည်းတရားကြည့်ဟူသောသင်္ဘောရှိခြင်းဥက္ကာရေဒီကဲတိရလာတစ်ဖက်ကံတို့ထွက်မြန်လွတ်မြောက်တော်မူစေပြီးတံဗုဒ္ဓံသတ္တဝါနဲ့တံဗုဒ္ဓံသန္တရာနဲ့သမုဒ္ဒရာလည်း၌မြုပ်တွင်မြောင်းမှာတတ္တဝါပေါင်းတို့အားတတ္တဝါပေါင်းတို့အားကောင်းကောင်းကြီးရတော်မူစေပြီးတံဗုဒ္ဓံနဲ့မိဟာသာသာတော်ကတော့မာနကြီးနေရတယ်မင်းဒီမှာပြောမျိုးဒီဆူပေးတွေဆူတောင်းနေရတာတိတ်ရပါဒီမှာပြောမျိုးဒီမှာရှိတယ်များလို့တရားရှိတယ်များဟိုကျောင်းကဦးကြီးကမှစားနှလုံးလောက်ပေါ်သွားတယ်ဟင်းနဲ့မှကဲကွာဟင်းနဲ့ငါမေးမချက်နဲ့လို့တော့မှာပေါ့စီနဲ့စားကိုပဲပြီးမိချက်စားပဲကောင်းတော့ကူလည်းစီနဲ့စားလို့ပဲနော်ဟုတ်ကဲ့မနေ့ပဲအဲ့ဒါပဲဒီမှာစစ်တောင်းဤလိုပြရာမြတ်ပုံရကြောင်းဟုတ်လားချမ်းမြအေးကြီးဘေးမနီရွှေပြီးချုပ်ချောင်းလမ်းမကောက်ပဲနော်လမ်းမကောက်ပဲရောက်ရပါလို့တောင်းစုဆိုပြီးထိုဘဝကြီးလီရလဲဒုက္ခပေးတာယမအပေါင်းမကောင်းဘူးသမျှမတွေ့ရတဲ့မကောင်းဘူးသမျှမကြားရတဲ့မကောင်းဘူးသမျှအတူမနေရပဲတပ္ပအိဋ္ဌာမင်္ဂလာကိုရွဲကတာတိုင်းရရပါလို့ဤအရှင်ဘုရားကိုဆုတောင်းတော်အဲ့လိုဆုတောင်းရရပါလို့မင်းသူများလာလူတဲ့အခါကျရစီတော့ဟုတ်ဘူးလားဟုတ်ကိုကြတော့ရရပါလို့ဤသူကြတော့ရစီတော့နော်နောက်ရှိသေးရဲ့ဒါတစ်ပြီးတော့နံပါတ်2သူပေးနံပါတ်3နံပါတ်3နှစ်လို့ဒီပါဒါအရေးကြီးတယ်ဒါမဟုတ်ဒါမှားရည်တာဒီမှာနံပါတ်2ပေးရမှာလားဒါနှစ်ပေါ့ဒီနံပါတ်2နံပါတ်2ဆိုပြမယ်ဒီမှာနံပါတ်2တဲ့ကုသိုလ်ပြုရသောကြောင့်ဒါနအဟုန်တို့ကြောင့်ဗျာဒနာဆုံးချိုးတဲ့မောက်လို့မို့96အနာဟုသမျှစင်ကြယ်သောဘာကူလရှင်တို့လိုရန်စွဲကင်းပြီးတကဲ့သို့အန္တရာယ်ရှိဒုက္ခမကြုံရပါပဲမနုဿဘုံမှာအသက်တရားမကတည်၍မပြတ်ဌာနရှိသီလဘာဝနာတွေပွားပြီးပိယဝါစာစကားပြောစီသမျှမင်းကြ၍ဇောတိကအသွင်ကာကုဏတထေကဲ့သို့တရားညွန်သမျှပေးပြီးဘဝနောင်တန်တရားဝဲတဏအောင်ညာနကရဒိဋ္ဌာမချော့တတ်ပါပဲရွှေနိဗ္ဗာန်ကံတစ်ဖက်သို့လင်းလင်းမြန်းမြန်းတတ်တော်မူနိုင်ပါစေဒီကိုသူပြောတယ်ကိုကြလို့ရရပါလို့နော်နံပါတ်3ဟောမြတ်ဉာဏဤစေတနာကြောင့်ညရွာဓမြပြီးခေပါတယ်မနတိချွေကမှားရမဖက်ကြပါပဲဖယားဘဂဝါဓမ္မစက်အောင်ဓမ္မောအစီကိုနောင်သဘောကြည်ကြည်သတိမကွာသုံးကြည့်လေအရိယာတနုံအကျင့်သိက္ခာနှင့်အသည့်စိတ်မှမပြတ်ထား၍တအားသမျှဒါနကံကိုဘဝတဏ္ဏစတိုင်းပြုရ၍တက်လိုင်းအတုပဝေပြဆုံးနေပြီတေဇာကုံအင်းအသေးတက်ကြွပေသည်ဧကရယအရှင်မောက္ကလန်တို့လိုတောက်လျာလီလောကကဘာတွင်ပြည်လေစောစွာမကြာလင်စိတ်ကြမှန်းသည့်အတိုင်းဆွေနိဗ္ဗာန်ကံတစ်ဖက်သို့လင်းလင်းမြန်းမြန်းလမ်းတက်တော်မူနိုင်ပါစေမိဖို့ပင်လိုက်ကိုကြတော့လမ်းတက်တော်တက်ရပါလို့ဤအရှင်ဘုရားနော်သူများကိုသူပေးတော့
တာပဲဒါနောက်ပိတ်ဆုံးမှာရစီတော့ ရစီ ရပါလို့ ရပါလို့ ဒါပဲနော်အဲ့ဒီဥစ္စာတွေငါပေးတာကျောင်းကုန်းကကိုလာအောင်ကိုပေးလိုက်တော့ဥရကကဝေကြီးတော့ပြန်လာတော့ပြောင်းလာအဲ့ဒါကိုဆိုရပြီငါအခုအလူခံလိုက်အလူခံကိုခေါ်လို့ရှိရင်ငါခေါ်လိုက်ကြတယ်ဒီမှာဆိုတာပြောတာကွာလူတယ်ကဲအားမသူတော်ကောင်းအပေါင်းတို့ဟုတ်လား ဟုတ်ကဲ့ အခုတော်ဌာနစေတနာကြွနဲ့အလူဒါနပါဝင်တော်မူကြပါကလျာဏခိုင်းဝင်ညသူတော်ကြီးအပေါင်းတို့ခမညာဆိုတေးချာတေးချာလို့ငါလည်းဟာဟောခုနတော့ကြာပြီပြီလေကျွတ်လည်းထဲလေဟောညတနာစေတနာကြောင့်ညရွာကမြဒီခေမာရီတို့လည်းနောက်လျှောက်ပါတာလည်းလွတ်သွားမကြဘူးဒီကဒီလိုလေးလုပ်ပြီးတော့ချမ်းသာလာလို့စိတ်ဓာတ်ပဲပေးတာအဲ့ဒီသုံးပုံနောက်တစ်ပုတ်ပေးအောင်မယ် ဟုတ်ကဲ့ အရှင်လောကဓမ္မ15ရက်ရှိတဲ့နေ့တိုင်းအရှင်လောကဓမ္မပေါ်ထွက်လာတော့လာမင်းကြီးစီကလာစစ်စီဝင်းကြည့်စကဲ့သို့အတင်တို့အလိုရှိအားကြံစီအားပန်းစင်အားတော့ဆုမြတ်ဆုတောင်းဆုအပေါင်းလောကီလည်းချမ်းသာလောကုတ္တရာလည်းချမ်းသာအဖျားပြားတို့သည်သမိတ်စတုလောက်ငါကုံလို့ပြည့်စုံအောင်မြင်ပါစေသာလို့ဆိုရှင်ပြည့်စေကဗုဒ္ဓယာနာကြီးဟာအဲ့လိုဆုပေးလိုက်တာခရရဲ့လာမီကြီးလို့လေအဲ့ဒါလေးပုံအဲ့ဒီဥစ္စာပေးတာအဲ့ဒီဥစ္စာကိုမကြားရပါစေလားခွာပြီးခါလည်းမတွေ့ရပါစေလားဆိုပြီးပြောပြီးချသွားလိုက်တာအဲ့မကြားရပါစေလားနော်အတူမနေမှဖြစ်မှာငါဟိုမှာအတူနေလို့ခြေစက်တော်မှနေလို့အခုတော့ဦးစီးရတယ်တရားထိုင်ရမည်သူ့ပဲတရားပဲထိုင်နေတယ်ဟိုခေါ်ဒီခေါ်ခလာတာစိတ်ရွှေရတော့သပွဲပုံနဲ့တောင်မှကျဲတယ်ဆိုတဲ့ဥစ္စာကိုဘယ်လိုပြောလို့ပြောကြမ်းပြောတယ်နဲ့တောင်ပတ်ဆိုတာလို့သိကြမှတ်တာလို့သိပြီဟိုတောင်ခိုက်တိုင်းနဲ့တောင်ပြီးတော့အဲ့တောင်ရဲ့ဥစ္စာကိုမှတ်ထားပြီးတန်ခုတ်ကလေးရိုက်ဟိုဘက်ကိုတောင်တန်ခုတ်ကလေးရိုက်ပြီးအဲ့လိုညှစ်လိုက်အရက်လေးမျက်နှာတိုက်ရင်စလို့တိုက်နဲ့တောင်ပတ်ဆိုတာအဲ့ဒါကြောင့်မကျဲအဲ့ဒါကိုသူကြမ်းပြောတယ်လို့ဆိုဟာငါဒီလိုနဲ့တရားထိုင်ရင်ထိုင်ပြီးကူသေးသွားတဲ့အခါကျတရားထိုင်တာဒီဟောအကုန်လုံးသူအပြစ်ရှိတာတွေခံမလို့အဲ့ဒီကျောင်းကိုလာမဆိုးလို့ဖက်တောင်ခိုးပြီးလို့ပြတယ်မလားတရားမတောင်းပါနဲ့တခါကြာခုတရားတောင်း